နောက်ပိုင်းအပိုတွေမလွတ်ဖြစ်တော့ဘူးအတန်နဲ့ရလာလို့ပဲလားဒါမှမဟုတ်လောကကြီးအကြောင်းပုံနားလေလာလို့ပဲလားတော့မသိဘူးအခုနောက်ပိုင်းဘဝမှာအပိုတွေတိတ်မလွတ်ဖြစ်တော့ဟန်ဆောင်ပြုံးတွေနဲ့လူမှုရေးအရာအတင်းဝင်ဆအောင်မကြိုးစားလို့လို့ကိုတာမိုးမထားတဲ့လူတွေရဲ့အမြင်မှာနေရာရဖို့လဲအားမထုတ်တော့ဘူးအရင်ကတော့လူတိုင်းရဲ့အကြိုက်ကိုလိုက်ပြီးကိုပုံသွဲခဲ့ဘူးလေလူအများအထင်ကြီးဝတ်သက်နဲ့အလုပ်တွေအများကြီးရှုပ်ပြခဲ့ဘူးလေဒါပေမဲ့ရလကတော့စိတ်ပဲမယုံရလွဲလို့ဘာမှဖြစ်မလာခဲ့ပါဘူးအချိန်နဲ့မျှပြောင်းလဲနေတဲ့လူတွေရဲ့စိတ်နေစိတ်ထားကိုလိုက်မိအောင်လိုက်ဆွဲနေရတာဟာအလဟတပဲဆိုတာသိလာတဲ့အခါကိုဘဝကိုပဲရိုးရိုးရှင်းရှင်းနဲ့အနှစ်သာရရှိဖြတ်သန်းဖို့ဆုံးဖြတ်လိုက်တယ်ခုတော့မလိုလားအပ်တဲ့လူမှုရေးအဖို့လုပ်တွေကိုရှော့ချလိုက်တယ်တစ်ဖက်သားအမြင်တွေအပေါ်ယံဝေဖန်မှုတွေကိုဂရုမစိုက်ပဲကြော်ဖြတ်တတ်လာတယ်ကိုနားမှာတကယ်ရှိပေးတဲ့လူအနှဲငယ်အပေါ်မှာပဲအချိန်ကိုပို့ပြီးဖြစ်တော့တယ်ဒါဟာလောကကြီးကိုစိတ်ပြတ်သွားတာမဟုတ်ပါဘူးကိုယ်စိတ်ကိုမလိုအပ်တဲ့အမိုက်တွေနဲ့မရှုပ်ဝစေချင်တော့လို့ပိုပြီးရင့်ကျက်တဲ့နီလန်းနဲ့ကိုချစ်တက်လာတာပါအပိုးတွေဖယ်ပြီးအလိုတွေနဲလာတဲ့အခါဘဝကတကယ်ကိုအေးချမ်းသွားပါလိမ့်မယ်